အားလုံးသောခုနှစ်သားသမီးသူတော်ကောင်းမိတ်ဆွေပေါင်းတို့မင်္ဂလာပါခင်ဗျာဆရာတော်ပုံတော်ပညာရှင်ဆရာထွန်းထွန်းလည်းဖြစ်ပါတယ်အခုတက္ကဆရာစနေသားသမီးများအတွက်ခေါ်စရန်ကိုတင်ပေးမှဖြစ်ပါတယ်ဒီ15ရက်နေ့6လပိုင်းเนาะ2026မှ30ရက်နေ့6လပိုင်း2026အတွင်းမှာစနေသားသမီးတို့အတွက်ခေါ်စရန်ဖြစ်ပါတယ်အဲ့တော့စနေသားသမီးတို့ဒီ15ရက်အတွင်းမှာဆိုလို့ရှင်ပေါ့နော်အရန်ကောင်းတယ်ငွေရည်ကြေးအဆင်ပြေမယ်နောက်ဆုံးငွေကိုအပြင်ထွက်ပြီးမရှာဘဲနဲ့ငွေရည်ကြေးကိုပူပြင်တော့ကမရှိရဘဲနဲ့ကိုယ်အိတ်ထောင်ထဲမှာ automatic ဒီဘက်ရပိုင်းမှာငွေရည်ကြေးအဆင်ပြေတာလေးတွေရလာလိမ့်မယ်ဒါပေမဲ့ငွေရည်ကြေးအဆင်ပြေမဲ့စီးပွားရေးဘက်ကတော့ဘာမှတော့ကမရှိဘူးတခုပဲအရေးကြီးတာကကျမရေးကြောင့်ငွေကုန်ကြေးကြများရတတ်တယ်ကျမရေးလေးတွေကိုတော့ခယူစိုက်ပေးပါအခက်မသိပေါ့နော်မမျော်လင့်ဘဲနဲ့ဖြားရာနာရာလေးတွေကြုံရတတ်တယ်နော်အာယုံကျော်နဲ့ပတ်သက်တော့နော်ကျမရေးမှာအာယုံကျော်နဲ့ပတ်သက်တာလေးတွေဖြစ်ပေါ်လာပြီးတော့တစ်ဖက်မှာစီးပွားရေးကလုံးလုံးကောင်းနေတယ်ကျမရေးရဲ့တန်ကြောင့်အလုတ်ကိုနောက်ကျတာမျိုးလဲကြုံရတတ်တယ်အဲ့ဒါလေးတစ်ချက်ခယူစိုက်ပေးပါနော်စနေသားသမီးတို့ဒီရပိုင်းလေးမှာတီတီငိမ့်ငိမ့်နဲ့ပေါ့နော်ဘယ်မှမတော်ဘဲနဲ့ကိုရောက်နေတဲ့အရက်တစ်ခုမှပဲရက်တည်ပြီးတော့စီးပွားရေးလုပ်လိုက်ပါအရန်အကျိုးပေးမှဖြစ်ပါတယ်နာမည်ကျော်တော်ချင်းနော်လူငွေရေးပိုင်းနဲ့ပတ်သက်ပြီးကိုယ့်ဘောအားကိုပြီးမှပေါ့နော်ကိုယ့်ကိုကူညီပေးခြင်းဒါမျိုးတွေကြုံတွေ့ရမယ်ကိုယ့်အားကိုတဲ့လူလည်းပေါ်မယ်အားကိုပြီးတော့မှတကယ်ကိုယ့်ကိုလည်းပြန်ကူညီပေးတဲ့လူလည်းကြုံမယ်ဒီစနေသားသမီးတွေကဒီဘက်ရက်ပိုင်းအလွန်ကောင်းနေပါတယ်နော်ဝင်ငွေလည်းအထူးကောင်းမယ်နော်အိမ်တော်ရေးနဲ့ပတ်သက်ပြီးတာယာမှုရှိမယ်အထူးအောင်မြင်မယ်အိမ်တော်ရေးကိစ္စနဲ့ပတ်သက်ပြီးအဆင်ပြေတာတွေများမယ်နော်နောက်ပတ်ဝန်းကျင်တို့ရဲ့နော်ချစ်ချင်းမြတ်တာကိုယ့်ရဲ့ပရိသတ်မိတ်ဆွေတို့ရဲ့ချစ်ချင်းမြတ်တာကိုယ့်ရဲ့အိမ်နီးနားချင်းတို့ရဲ့ချစ်ချင်းမြတ်တာနော်အဲ့လိုမျိုးမြတ်တာကောင်းလေးတွေရမှာဖြစ်တယ်ကိုယ့်ဘက်ကအထူးသဖြင့်စနေသားသမီးတို့ဒီဘက်ရပိုင်းမှာဘာသာရေးလေးကိုဦးစားပေးပြီးလုပ်ပေးလိုက်ပါဘာသာရေးကိစ္စနဲ့ပတ်သက်ပြီးကိုတက်ကျွမ်းတဲ့ဘက်ကနေပြီးတော့ဂုံတော်ပတိစိတ်တာမြတ်တာပို့တာဒါလေးတွေကိုလို့အထူးအောင်မြင်လာလိမ့်မယ်ထူးခြားတာတွေရှိမယ်ဒါကြောင့်စနေသားသမီးတို့အတွက်ကောင်းတဲ့ကောင်းတဲ့လေးတွေဖြစ်နေတဲ့အတွက်တသနာတော့တိတ်ကြီးမားတာမရှိဘူးတစ်ချက်ပဲအာယုံကျော်နဲ့ပတ်သက်တာလေးတွေစိတ်ဖြစ်စီတာလေးတွေတော့အခမ်းမသိတုံရတဲ့ကိစ္စလေးတွေရှိတယ်ကျမရေကတော့ဂယူဆိုင်ဝင်ငွေကံအားကောင်းမယ်မိတ်ဆွေကောင်းနေကိုမယ်နော်သူတော်ကောင်းနေနဲ့တွေ့ရမယ့်ကာလဖြစ်နေတယ်ဒါကြောင့်စနေသားသမီးတို့ဟောချက်ကတော့ဒီလောက်ပါပဲကိုယ့်ရဲ့တတိပုဂ္ဂလကိစ္စနဲ့ပတ်သက်ပြီးမြင်ညာလို့လဲဆိုလို့ရှင်ဆရာကိုဆက်သွယ်ကြပါဆရာဟောလ်ထဲမှာဖုန်းနံပါတ်လေးတွေပေးထားပါတယ်ခုနှစ်သားသမီးတို့နော်ဆရာခုမန္တလေးကိုရောက်နေတယ်မန္တလေးမှာ87 A လမ်းနော်34 35လမ်းချာနော်ဆရာဟောခန်းရှိတယ်မနက်9နာရီမှစပြီးတော့ညနေ4နာရီထိမြေသူမစိုးဟောပေးနေတဲ့ဟောခါကိုဟောခန်းလာတဲ့သူတိုင်းဟောခါကိုမတတ်မှတ်ဘူးစေတနာခြင်းပဲဖြစ်ပါတယ်အဲ့တော့အားလုံးသောသူတော်ကောင်းမိတ်ဆွေပေါင်းတို့ကျမ်းမာချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေလာကြပါ